ตายาတဲ့နေ့လည်ခင်းလေးတစ်ခုရဲ့ကျောင်းမှာဖြစ်ပါတယ်အတန်းသားချိန်ဖြစ်ပြီးကျောင်းသားတချို့စကားပြောနေခဲ့ကြပါတယ်ဟေးဒီမှာငါအရင်ကြောက်စရာကောင်းတဲ့တရေကားတွေအများကြီးကိုကြည့်ဖူးတယ်မဟုတ်ဘူးငါဆိုတရေကား100ကျော်လောက်တောင်ကြည့်ဖူးတယ်သိလားနင်းတို့ကြည့်ဘူးလားငါလောက်တော့မများသေးဘူးကွာအဲ့ဒီချိန်မှာပဲသူတို့ဖွဲ့တဲ့ကတငယ်ချင်းတယောက်ကစာနာပိုးဆိုပြီးတရေလူကြီးသွားလိုက်ပါတော့တယ်ဟေးနေရတခြားပုံစံပြောင်းပြီးငါတို့မချောက်တတ်တော့ဘူးလားငါတို့ရေလွယ်လွယ်လေးနဲ့မကြောက်ဘူးဆိုတာမင်းသိပါတယ်ကွာငါတရေက1000လောက်ထိကိုကြည့်ဘူးတယ်ကွာသိလားကွန်ဂျူရန်အီဗန်နာအနဘယ်အီဗဒက်ပြောလို့တော့ကုန်မှာမဟုတ်ဘူးနာမည်ကြီးတရေကားတွေကုန်ငါတို့ကြည့်ဘူးတယ်ကွာဟုတ်တယ်နီယိုငါတို့တွေတရေကအကျန်းနေတော့မှညတကောင်ထိကြည့်တာနော်ငါတို့တွေအရင်ကြောက်စရာကောင်းတာတွေကိုကြည့်ချင်တာတော့သိချတယ်ဘာလို့ဆိုငါပြေးနေပြီလေသိလားငါနည်းနည်းကြောက်ကြည့်ချင်သေးတယ်ဟုတ်ပါပြီထားပါတော့မင်းတို့ငါတခုပြောပြမယ်ဒီမှာကွာငါတို့ကျောင်းထဲမှာတရေစာအုပ်တွေငါ့ဆိုင်ရှိရဒါပေမဲ့အဲ့ဆိုင်ဘယ်သူမှတော့မငားပါဘူးကွာငါပြောချင်တာတခုရှိရကွာအဲ့ဆိုင်မှာချိန်စာတင်နေတဲ့ဗီဒီယိုတိုက်ခွေတခုရှိရလို့လဲအောင်စမ်းကြည့်လိုက်မလားโอเคငါတို့စမ်းကြည့်မယ်လေဘာပဲဖြစ်ဖြစ်အတွေ့အကြုံသိရတာပေါ့ကွာဒါပေမဲ့နော်ငါနင့်ကိုပြောချင်တယ်ကြောက်စရာမကောင်းပဲပြင်းစရာကောင်းနေမယ်ဆိုရင်နင့်ကိုစံပြုတ်စားရအောင်လှုပ်ပြစ်မှာနော်အေးပါကွာငါဂတိပေးပါတယ်လောဆယ်ငါဘာကိုကြောက်ရမှာလဲနင်တို့လားငါတို့ချောင်းမဲ့တရေဦးလားအဲ့ဒီလိုနဲ့ပဲတငယ်ချင်း4ယောက်သားတိုင်ပင်လိုက်ပြီးနောက်ထပ်3နာရီလောက်ကြာသွားခဲ့ပါတယ်3 hours later 3နာရီကြာပြီးသွားတဲ့အခါမှာတော့တငယ်ချင်း4ယောက်လုံးစားအုပ်ဆိုင်ကိုရောက်လာခဲ့ကြပါတယ်ကျိုးဆိုပါတယ်ကောင်းလေးတို့ရေဒီကအဖိုးကြီးကမင်းတို့ကိုဘာမှန်ကူညီပေးရအောင်မလဲကွာကျွန်တော်ဦးလေးစီကချိန်စာတင်တိတ်ခွေငားချင်လို့ဗျဦးလေးမှရှိရဆိုတော့ကျွန်တော်သိရနော်လိမ်မိုးတော့မကြိုးစားနဲ့ငါမငားချင်ဘူးကွာအဲ့တိတ်ခွေကအရန်အောင်အန်ကြီးများတယ်ကွာပြီးတော့ကလေးတွေလည်းအဲ့ဒါငားဖို့မဟုတ်ဘူးဒီကလူကြီးတွေပဲကြည်ရကွာပြီးတော့ဒီတိတ်ခွေရဲ့တမိုင်းကိုမင်းတို့ကောင်တွေမသိပါဘူးကွာဟာကျမတို့တမိုင်းတာတွေတတ်မှတ်တာတွေနားမလဲဘူးအဲ့ဒီတိတ်ခွေကိုပဲလှုပ်ချင်တာလောက်ပါဗျာကျွန်တော်အဲ့တိတ်ခွေလေးငားပေးပါဗျာဟုတ်တယ်ကျမတို့တွေဒီထက်ကြောက်စရာကောင်းတာတွေအများကြီးကိုလှုပ်ပြီးတရေခေါ်ဂိမ်းတွေတောင်ကစားလာတာနော်အေးဆေးပဲသိလားဟေးမင်းတို့ကြည်ရတာငါငယ်ငယ်တုန်းကအတိုင်းပဲကွာကြည်ရတာဒီနေ့တော့မင်းတို့ငားမှကိုရတော့မယ်ထင်ပါတယ်ကွာကောင်းပြီလေမင်းတို့ငါငားလိုက်ပါမယ်ကွာဒါပေမဲ့ဖြစ်လာမဲ့ကြိုးဆက်တွေကတော့ငါနဲ့မဆိုင်ဘူးနော်ကောင်းလေးတို့အဲ့ဒါကိုမြင်မှတ်ထားဒီနောက်မှာတော့ဖိုးကြီးကတစ်တာဟောင်းတစ်ခုတည်းကိုမှွေနောက်ရှာဖွေခန်းထုတ်နေပါတော့တယ်တငယ်ချင်း4ယောက်လည်းစိတ်ရှည်လက်ရှည်နဲ့ကိုစောင့်နေကြတာပါအဖိုးကြီးကတိတ်ခွေကိုကောင်းလေးတွေရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတယ်တငယ်ချင်း4ယောက်လုံးကတော့အများကြီးမကြိုးစားလိုက်ရပဲတိတ်ခွေကိုငှားလိုက်ရတာမလို့တော်တော်လေးပဲပျော်သွားခဲ့ကြပါတယ်ဒီနောက်မှာတော့4ယောက်သားနောက်တစ်ခါတိုင်ပင်ဆွေးနွေးခန်းနေလောက်ရပြန်มาတော့တယ်ဘသူကတရဲကျိန်စာတင့်နေတဲ့တိတ်ခွေကိုအရင်ယူကြည့်မလဲဆိုတာကိုတိုင်ပင်နေကြတာပါကဲဒီတော့ငါတို့ရဲ့ဘယ်သူကတိတ်ခွေကိုရင်ယူမလဲငါအရင်ယူတင့်နေချင်တယ်ဘာလို့ဆိုငါမကြောက်တတ်ဘူးလေငါတရက်ပဲယူမှာပါဟာပြီးတာနဲ့နင်တို့ပြန်ပေးမှာပါ No မဟုတ်သေးဘူးငါရင်ယူကြည့်မယ်ဘာလို့ဆိုငါဒီရက်ဆိုင်ကိုလာဖို့အကြံပေးတာလေပြီးတော့ငါယူကြည့်မှတရားမျှတမှာပေါ့ကွာပြီးတော့ငါမှစော်မရှိဘူးအဲ့တော့ငါရမ်းအောင်ပြင်းတယ်နင်တို့ကောင်တွေက sorry bear တွေနဲ့ sorry bear တွေရှိတဲ့ကောင်တွေကနောက်မှကြည့်ကွာဟောမရှိတဲ့ကောင်အဲ့တော့ငါရင်ကြည့်မယ်ကောင်းပြီလေအဲ့ဒါဆိုလဲနင်ရင်ကြည့်ပေါ့တရက်ပဲနော်အဲ့ဒီထက်မကြော်စင်နဲ့ကြားလားဒီလိုနဲ့ပဲနီယိုလို့ခေါ်တဲ့ကောင်လေးကတိတ်ခွေကိုအရင်ဆုံးကြည့်ဖို့အခွင့်အရေးရသွားပါတော့တယ်ဒါမဲ့နင်ဒီတိတ်ခွေကိုကြည့်ပြီးရင်ဘာဖြစ်သွားမလဲဆိုတာတော့ငါတို့တော်တော်သိချင်နေပြီသိမကြလိုက်တဲ့အချိန်မှာပဲနီယိုကတိတ်ခွေကိုယူသွားပြီးတငယ်ချင်း4ယောက်လုံးလမ်းခွဲရင်းကိုယ့်အိမ်ကိုပြန်သွားကြပါတော့တယ်6 hours later ညဖက်ရောက်သွားတဲ့အခါမှာတော့အပြင်းပြေစော်တယောက်လောက်တောင်မရှိတဲ့နီယိုကပဲညနေကငှားလာတဲ့ကျိန်စာတင်တိတ်ခွေကိုကြည့်ဖို့လုံနေပါတော့တယ်နီယိုကတရေကားတွေအများကြီးကိုကြည့်ဖူးတာမလို့တော်ယုံတရေကားကတော့သူ့ကိုကြောက်လန့်စေမှာမဟုတ်ပါဘူးဒါပေမဲ့ဒီတိတ်ခွေကတရေကားဆိုတာထက်ပိုနေပြီးကျိန်စာတင်နေတာလည်းဖြစ်ပါတယ်တိတ်ခွေရဲ့အစာမှာတော့ရေတွင်းတစ်ခုကိုပဲမြင်နေရတာဖြစ်ပါတယ်နောက်ခံအတန်ကတော့နည်းနည်းကြောက်ဖို့ကောင်းအောင်ထည့်ပေးထားပါသေးတယ်ဒါပေမဲ့တာတွေကနီယိုအတွက်ကတော့ရိုးနေပါပြီတိတ်မကြလိုက်ပါဘူးရေတွင်းကြီးတဲ့ကနေစပင်ဖားလာချထားတဲ့မိန်းမကြီးတယောက်ကညမလိုကြီးထွက်လာပါတော့တယ်နီယိုကတော့တရေမှမကားလို့တရေထီကြီးပဲထွက်လာကြောက်မှမဟုတ်ပါဘူးဆိုပေမဲ့
ဒါကကျင်းစာတင်နေတာမလို့ဒီထက်ပိုကြောက်စရာကောင်းသားပါတော့တယ်အဲ့ဒါကတော့ TV ထဲကတရေမာက TV ထဲကတင်6တာမဟုတ်ပဲဂျပန်လူကြီး TV အပြင်မှာပါထွက်6တာဖြစ်ပါတယ်တရေမကြောက်ပါဘူးဆိုတော့နီယိုလဲတရေကိုပြင်မာကြီးတွေးလိုက်ရတော့အရန်ကိုလန့်အရန်ကိုဖြန့်သွားပါလေရော TV ထဲကတရေမာကြီးကလေးဘက်ကုန်းကြီးနဲ့ပဲနီယိုစီကိုဖြစ်ဖြစ်ချင်းလာနေခဲ့ပါတယ်The next day နောက်တရက်မှာတော့ကျောင်းကပုံမှန်အတိုင်းပဲဖွင့်နေခဲ့ပါတယ်ပြီးတော့နီယိုတယောက်ကျောင်းကိုတော့ရောက်လာပါသေးတယ်သူအကြောက်လွန်ပြီးကျောင်းမတက်နိုင်တာတွေပါတယ်မဖြစ်ခဲ့ပါဘူးဘလို့လဲဗီဒီယိုကမရလားကွာအောင်နည်းနည်းလေးပြောပြပါအောင်ဟမ်ဒီကောင်ဘာစကားမှမပြောဘူးဘာဖြစ်နေအောင်ငါ့ကိုရှင်းပြကြပါအောင်ဟာမသိဘူးဟာငါတို့ကျောင်းကိုရောက်လာတော့သူ့ကိုဒီတိုင်းအိတ်နေတာပဲတွေ့တာပဲဘာဖြစ်နေမှန်းကိုမသိတာငါထင်တာတော့ဒီကောင်မနေ့ကတိတ်ခွေကိုကြည့်ပြီးတော့အကြောက်လွန်သွားတာထင်တယ်အဲ့ဒါကြောင့်စကားပါမပြောနိုင်တာဖြစ်မယ်ဟဲ့အဲ့ဒါဆိုလဲပိုကောင်းတာပေါ့ဒီတိတ်ခွေကိုငါတို့တော်တော်စိတ်ဝင်စားသွားပြီဘာရီကများကြောက်ဖို့ကောင်းနေတာလဲဟဲ့မင်းတို့ပါဇက်ရေးပိတ်ထားကြတော့ငါပြောမယ်အဲ့တိတ်ခွေကတကယ်ကိုကြိတ်စာတင်နေတာကွာအဲ့တိတ်ခွေကလုံးအောင်အနေရှိတယ်အဲ့တိတ်ထဲကတရေမှာငါ့ကိုတတ်ဖို့အောင်လုံးနေတာတိလားမင်းတို့ကောင်နေဒုက္ခရောက်မယ်ငါ့ကိုယုံကြငါပြောတော့နားထောင်ပါကွာနီယိုတယောက်တော့ယူသွားပြီချင်ပါတယ်အေးနေကငါတို့ထဲမှာတတိမရှိဆုံးလို့ဖြစ်သွားပြီနီယိုပြောတော့မယုံပဲတငယ်ချင်းတွေကတော့လောင်ပြောင်နေကြရင်တဟာဟာနဲ့ရှီပွဲတွေဆင်နွှဲနေပါတော့တယ်အဲ့ဒီနောက်မှာတော့တာကီလို့ခေါ်တဲ့ကောင်လေးကတိတ်ခွေကိုသူကြည့်ရတော့မဲ့အလဲဖြစ်တာမလို့သူ့ကိုပေးဖို့တောင်းဆိုလိုက်ပါတယ်ယူချင်အောင်စောင်းနေနဲ့ပေးငါ့ကိုတိတ်ခွေပြီငါကြီးကျင်နေပြီကွာနီယိုလဲတာကီကိုဘလို့မှပြောလို့မရတားလို့မရဖြစ်သွားတာကြောင့်တိတ်ခွေကိုပေးလိုက်ဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်ဟူးကောင်းပြီလေတိတ်ခွေကငါ့အိတ်ထဲမှာမင်းယူချင်တဲ့ယူသွားတာကီတယောက်တော့တိတ်ခွေကိုသူ့အိမ်စီယူသွားခဲ့ပါတယ်ဒီလိုနဲ့ပဲတာကီယူသွားပြီးတဲ့နောက်တပတ်ကြာသွားခဲ့ပါတယ်အဲ့ဒီအချိန်ထိတာကီကကျောင်းကိုမလာခဲ့ပါဘူးတငယ်ချင်း၄ယောက်ထဲကကောင်မလေးနှစ်ယောက်ဖြစ်တဲ့ပင်းနဲ့ချယ်ရီကတော့တာကီကျောင်းကိုမလာတဲ့အကြောင်းပြောနေကြပါတယ်ဟဲ့ဟိုကောင်တာကီတိတ်ခွေကိုယူသွားပြီးတဲ့ကပေါ်ကိုမလာတော့ဘူးဘလို့ဖြစ်လဲမသိဘူးနော်အေးဟုတ်တယ်ဟာငါလည်းပြောမလို့ထူတော့ထူးဆန်းနေတယ်အမှန်ဆိုကျောင်းကိုတော့သူလာရမယ်မလားဟဲ့ဒီထက်ထူးဆန်းအောင်ငါပြောပြအောင်မယ်နီယိုလည်းကြောင်းမလာတာတပတ်ရှိသွားပြီသူတို့နှစ်ယောက်လုံးပျောက်နေတာအကြောင်းမဲ့တော့မဟုတ်တော့ဘူးထင်တယ်ထားလိုက်တော့ငါတို့တွေတက်ကီအိမ်ကိုပဲလိုက်သွားမယ်ပြီးရင်တိတ်ခွေကိုယူလာလိုက်မယ်လေမကောင်းလားအေးကောင်းတယ်ငါလည်းအဲ့ဒီတိတ်ခွေကပါလဲဆိုတာတော်တော်သိချင်နေပြီအဲ့ဒီနောက်မှာတော့ချယ်ရီတို့နှစ်ယောက်တက်ကီရဲ့အိမ်ကိုလိုက်သွားခဲ့ကြပါတယ်ဟဲ့တကားကြီးကပွင့်နေပြီးသားကြီးပဲဟာငါလည်းမသိဘူးခဲ့ပါအထက်ကိုဝင်ကြည့်လိုက်ရအောင်ဒီနောက်မှာတော့ချယ်ရီတို့တွေအိမ်ထဲကိုဆက်ဝင်ခဲ့ကြပါတယ်ပြီးတော့တာကီရဲ့အခန်းကိုတကားခောက်လိုက်ပါတော့တယ်တာကီငါချယ်ရီပါဟာနင်ဘာဖြစ်လို့ကြောင်းမလာတာလဲအေးငါလည်းပါတယ်ဟာနေ့အိမ်တကားကြီးကပွင့်နေတာမလို့ငါတို့အထဲကိုရောက်လာတာဘယ်မှာလဲနင်သူတို့မသိလိုက်တာကတော့တာကီကအခန်းထဲမှာမဟုတ်ပဲအခန်းထဲမှာရောက်နေတာဖြစ်ပြီးသေဆုံးသွားပါပြီ Oh my god နင်ဘလို့ဖြစ်တာလဲချယ်ရီတို့တွေအရန်ကိုကြောက်လန့်နေတော့မှပဲအခန်းထဲက TV ကြီးကသူ့ဘာသာသူထပွင့်လာပါတော့တယ် TV ကြီးမှာပေါ်နေတာကတော့ရေတွင်းတစ်ခုပေါ်လာတာဖြစ်ပါတယ်ဒါပေမဲ့ရေတွင်းထဲကနေကောင်ဝအဖြူကြီးကိုပြီးစပင်တွေဖားလျားချထားတဲ့တရဲမကြီးက TV အပြင်ထိထွက်လာပါတော့တယ်ဒါကြောင့်ချစ်ပရိသတ်လေးတို့ကိုမှာချင်တာကမစမ်းတဲ့စမ်းသပ်မှုတွေအကျိုးမရှိတဲ့စမ်းသပ်မှုတွေကိုမစမ်းကြပါနဲ့လို့ပြောရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြရမှာရှင်